ပါတီလေးကိုဘာပြောချင်လို့လဲသိချင် ဟုတ်ကောင်းပါတယ်ရိုက်ချက်တယ်ကောင်းလို့ နောက်ထပ်ရိုက်နေတဲ့ဇုံတွဲလေးတွေကိုဘာလေးပြောချင်တယ် ။အောင်ရိုက်မဲ့ဆောင်တဲ့လေးလည်းဒီ195 Studio မှာလာရောက်ရိုက်စေချင်ပါတယ်လို့ဖိတ်ခေါ်ပါတယ် မော်လေးလေးတစ်ခေါက်လောက်ပြောပြပါဦး စင်ပြပါရဲ့လို့ပြောတော့ကောင်းပါရဲ့လား ချစ်ပြောင်းရင်နှလုံးဘဝင်မှာညဆန်းတွေ့ဖြာခွေအချစ်ညောရင်မို့ပြူတယ်လို့ညိုတမ်းပူစာနေအချစ်တီတာမိအသက်ပါအချစ်တီတာမိကဘာအချစ် အမတို့စတူဒီယိုဘယ်လိုမျိုးစပြီးသိကြရလဲ ။အဲဒီ195 Studio ကိုစတည်တာကဒီ TikTok ကနေစတည်ခဲ့ပါတော့။ဟုတ် ဘာကြောင့်မလို့ရွေးချယ်တည်ကြရလဲ TikTok ကနေမှဒီ video တွေရိုက်ချင်လို့ဒီဆက်သွယ်လိုက်တဲ့အချိန်မှာပေါ့နော်။ဒီကနေပြီးတော့ဒီ195 Studio ကအမနေပြီးတော့ပြန်လဲဖြည့်ချောင်းဝင်တဲ့ကောင်းတယ်ပေါ့နော်။ဆက်ဆိုင်နဲ့ရန်ကောင်းလို့လာခဲ့တာပါရှင့်။